များပုတ်တိုင်ရိုက်ခံလို့ခေါင်းလောင်းလေးများထိုးနဲ့လိုက်ခံလို့ကြားလိုက်တဲ့ခိုက်တက်မှာဒီငိမ့်နဲ့ကြောင်းရိပ်စီလိုင်းပြေလို့တွေ့လိုက်ခြင်းရဲ့ဒီငယ်ကလေးတို့ရုပ်တရက်ခပြန်စဉ်ဘေးရွယ်ချမိုးလွင်လို့ကြွေရဆိုမင်းတို့တော့မတ်မဲလာမဝဲကဝါကတာဆုံးရှုံးမှုနဲ့ကြွေပိတ်ကလေးပြလိုက်ခြင်းနောင်ကြရဲ့စီးရဲ့ချောင်းနေရဲ့ပြေးသွားလေးစုံကြီးရဲ့ကြောက်ဆိုင်ကိုခေရေချင်းပေါ်တိုက်ကနေလာရဲ့ဆဲကဲစဉ်စီးစင်းရင်နဲ့ရွေးဆဲလဲလေးများပြရဲ့ပြတာစံကြောင်လေးကိုသွဲနဲ့အမနဲ့ပေါင်းစပ်ပြီးခြင်းငယ်ရဲ့ဘေးငိမ့်နဲ့ဘေးရိမ်မှာဆုံးလုံးမှုနဲ့ပြင်လို့စင်ဒိတ်သွားလိုက်လေဆဲလဲလေးများပုတ်တိုင်ရိုက်ခံလို့ခေါင်းလောင်းလေးများထိုးနဲ့လိုက်ခံလို့ကြားလိုက်တဲ့ခိုက်တက်မှာဒီငိမ့်နဲ့ကြောင်းရိပ်စီနိုင်ပြေလို့တွေ့လိုက်ခြင်းရဲ့ဆဲလဲလေးများပြရဲ့ပြတာလို့စံကြောင်လေးကိုဆွဲနဲ့အမနဲ့ပေါင်းစပ်ပြီးခြင်းငယ်ရဲ့ဒီနေ့နဲ့ဘေးရိမ်မှာဆုံးလုံးမှုနဲ့ခဲလို့စင်မင်းသွားလိမ့်မယ်ဆဲလဲလေးများပုတ်တိုင်ရိုက်ခံလို့ခေါင်းလောင်းလေးများထိုးနဲ့လိုက်ခံလို့ကြားလိုက်တဲ့ခိုက်တက်မှာဒီငိမ့်နဲ့ကြောင်းရိပ်စီလိုင်းပြေလို့တွေ့လိုက်ခြင်း
ဒီငယ်ကလေးတို့ရုပ်တရက်ကပြန်စဉ်ဒီရွယ်ချောင်းမို့လင်းလို့ကြွေရဆိုမင်းတို့တော့မတ်မဲလာမဝဲကဝါကဒါဆုံးရှုံးမှုနဲ့ချွေပိတ်ကမင်းပြလိုက်ချင်နောင်ကြရဲ့စီးရဲ့ချောင်းနေရဲ့ဒီဝါလေးစုံကြီးရဲ့ကြောက်ဆိုင်မှုခေချင်းပေါ်တိုက်ကနေလာရဲ့စက်ကဲစဉ်စီစင်ရင်နဲ့ရွေးဆယ်လေးများပြတဲ့ပြပန်းကိုစံကြောင်လေးတို့သွဲနဲ့အမနဲ့ပေါင်းစပ်ပြီးချင်းငယ်ရဲ့ဒီငိမ့်နဲ့ပေးရိမ်မှာဆုံးလုံးမှုနဲ့ပြေလို့စိတ်ဒီကွာလိမ့်မယ်ဆယ်လေးများပုတ်တဲ့ရိုက်ခံလို့ကောင်းလောင်လေးများကိုနဲ့လိုက်ခံလို့ကြားလိုက်တဲ့ခိုင်တမဒီငိမ့်နဲ့ကြောင်းရည်စီနိုင်ပြေလို့တွေ့လိုက်ခြင်းဆယ်လေးများပြရဲ့ပြပန်းကိုစံကြောင်လေးတို့ဆွဲနဲ့အမနဲ့ပေါင်းစပ်ပြီးတင်းငယ်ရဲ့ခေငိမ့်နဲ့တေးရမစိုးလုံးနဲ့ပဲလို့စင်